ဆိုင်မောကကိုရိုနာထရပတ်ကိုနာမကိုရိုနာထရပတ်ရှိကျွန်မဈေးသွားဝယ်မှာဖြစ်ပါတယ်ကျွန်မတယောက်တည်းပေါ့နော်ဈေးနဲ့ဟိုဗာလဲစူပါမားကတ်နဲ့ကနီးတော့လေတယောက်တည်းပဲနေဝင်စီးစာနဲ့တူနေဝင်စီးစာလုံးနေဒီမှာအောက်ကပြုတ်ကြတော့မို့လိုချင်တဲ့ပစ္စည်းတွေရခဲ့ပါပြီမလေးလေးနှစ်နေရပဲကြီးမလေးဒါကတော့ကျမနေတဲ့နေရာပါရှင်ဒါခိုရွန်ပတ်နဲ့နီးတယ်ပေါ့နော်ဟိုရှိမှာခိုရွန်ပတ်ရှိပါတယ်ရှင်ဟိုကအိမ်ကကျမတို့အိမ်ပါရှင်